2012ခုနှစ်အောက်တိုဘာလ9ရက်ပါကစ္စတန်နိုင်ငံဆွစ်တောင်ကြားကလက်မကျင်းလေးတစ်ခုပေါ်မှာကျောင်းကားတစ်စီးကမောင်းနေပါတယ်။ကားထဲမှာတော့ကျောင်းသူလေးတွေကစာမေးပွဲပြီးသွားလို့ပျော်ပျော်ရွှင်ရွှင်စကားပြောနေကြတာပေါ့။ဒါပေမဲ့အဲ့ဒီကားကိုလူသက်သမားနှစ်ယောက်ကတားလိုက်တဲ့အချိန်မှာတော့ကဘာလုံးရဲ့တက်ရှူတန်းတွေဟာရက်တန့်သွားခဲ့ရပါတယ်။သူတို့ကမေးတယ်ဘသူကမာလာလဲတဲ့။အဲ့ဒီမျိုးကုန်းရဲ့အဖြေကကြီးစံ၃ချက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကြီးစံတွေဟာအသက်15နှစ်ရွယ်မိန်းကလေးတစ်ယောက်ကိုတတ်ဖို့မလုံလောက်ခဲ့ပါဘူး။စံဂျမန်အနေနဲ့အဲ့ဒီကြီးစံတွေဟာကဘာတဝန်းကတန်းပေါင်းများစွာသောမိန်းကလေးတွေရဲ့အတန်ကိုနှိုးထစေခဲ့ပါတယ် Dear brothers and sisters, we must not forget. ဇလန်းကိုစဟာနေပြန်ကြည့်အောင်မာလာလာကို1998ခုနှစ်မှာပါကစ္စတန်နိုင်ငံဆွစ်တောင်ကြားမှာမွေးဖွားခဲ့ပါတယ်။အဲဒီနေရာဟာအရှိတိုင်းရဲ့ဆွစ်စတန်လို့တင်စားရလောက်အောင်လှပလွန်ပါတယ်။တောင်တန်းတွေစမ်းကြောင်းတွေနဲ့အရန်ကိုအေးချမ်းခဲ့တာပေါ့။မာလာလာရဲ့ဖခင်ဇီယာအိုဒင်ဟာလည်းပညာတတ်တစ်ယောက်ပါပဲ။သူကိုယ်တိုင်လည်းကျောင်းထောင်ခဲ့တဲ့သူပေါ့။သူကြတာကမာလာလာကိုမွေးတော့ကသူမတို့စီမှာမိန်းကလေးမွေးရင်ဘသူမှဝမ်းမသာကြပါဘူး။ဒါပေမဲ့သူမဖခင်ကတော့သူ့သမီးကိုသူ့ရဲ့ကောင်တစ်ယောက်ရဲ့အမိကိုမှဲ့ခဲ့တယ်။မာလာလာဆိုတဲ့အမျိုးကြီးဟာဗြိတိရှားတွေကိုတော်လှန်ခဲ့တဲ့အာဖကန်သူရဲကောင်းအမျိုးသမီးရဲ့အမည်ပါမာလာလာဟာကျောင်းမှာပဲကြီးပြင်းခဲ့တာပါသူမအတွက်တော့ကျောင်းဆိုတာဒုတိယအိမ်ပါပဲဒါပေမဲ့သူမအသက်10နှစ်အရွယ်လမှာတော့အမောင်တို့ကစတင်ဝင်ရောက်လာပါတယ်တာလီဘန်တွေဟာစစ်တောင်ကြားကိုသိမ်းပေါက်ဖို့ကြိုးစားလာခဲ့ပါတယ်သူတို့မှာရေဒီယိုမူလာလို့ခေါ်တဲ့ခေါင်းဆောင်တစ်ယောက်ရှိပါတယ်သူကရေဒီယိုကနေနှုတ်တိုင်းအော်ဟစ်နေပါတယ်ဒီဗီကြည့်တာဟာအပြစ်ရှိတယ်ဂီတနားထောင်တာဟာဘာသာရေးနဲ့မကိုက်ညီဘူးပြီးတော့အဆိုးဆုံးကတော့မိန်းကလေးတွေကကြောင်းမတက်ရဘူးဆိုတဲ့အမိန့်ပါပဲမိတ်ဆွေတို့စဉ်းစားကြည့်ပါဦးမင်းကဒီတငယ်ချင်းတွေနဲ့ကြောင်းတန်းကစားနေတဲ့ဘဝကနေဒီနေ့မှာတော့မင်းကလေးဖြစ်လို့ကြောင်းမတက်ရဘူးလို့ပြောခင်ရရင်ဘယ်လိုခံစားရမလဲဒါဟာမာလာလာကြုံခဲ့ရတဲ့ပထမဆုံးစိန်ခေါ်မှုပါပဲ2008ခုနှစ်နောက်ပိုင်းမှာတော့စစ်တောင်ကြားဟာစစ်မြေပြင်ဖြစ်လာခဲ့ပါတယ်တာလီဘန်တွေကကျောင်းတွေကိုပုံခွဲတယ်လူတွေကိုလမ်းပေါ်မှာကောင်းဖြတ်တတ်တယ်အဲဒီအချိန်မှာလူကြီးတွေတောင်ကြောက်လို့ငြိမ်နေကြတဲ့အချိန်မှာပဲအသက်17နှစ်အရွယ်မာလာလာကတော့မတူတဲ့လမ်းကိုရွေးခဲ့ပါတယ်BBC သတင်းဌာနကကျွတ်တောင်ကြားကအခြေအနေကိုဒဏ်ရာရေးပေးမဲ့ကျောင်းသူတယောက်ကိုရှာတဲ့အခါမာလာလာဟာစေနာဝင်နဲ့လုပ်ခဲ့ပါတယ်။သူမကဂူမာကိုင်ဆိုတဲ့အမည်ဝတ်နဲ့ဒဏ်ရာယူတွေကိုစရေးပါတယ်။သူမဘာရီရေးခဲ့လဲသိလား။ဒီနေ့ငါတငယ်ချင်း3ယောက်ကတာလီဘန်တွေကိုကြောက်လို့ကြောင်းမတက်တော့ဘူး။ငါလည်းကြောက်တယ်။ဒါပေမဲ့ငါအပြေကပြောတယ်။မင်းရဲ့ခဲတံကသူတို့ရဲ့တနက်တွေတက်ပိုစွမ်းတက်တယ်လို့ရေးခဲ့ပါတယ်။ဒီဒဏ်ရာကြီးတွေဟာကဘာတဝမ်းမှာဟိုးလေးတကြော်ဖြစ်သွားခဲ့ပါတယ်။လူတွေကသိကျင်လာပါပြီ။ဘာတူလဲဒီလောက်ထိရင်ရင်နဲ့ကလီမာကဘာတူလဲဆိုပြီးတော့ပေါ့ဒါပေမဲ့မာလာလာဟာအမြင်ဝတ်နဲ့ရေးုံနဲ့အားမရတော့ပါဘူးသူမဟာရုပ်မြင်သံကြားတွေမှာလူကိုယ်တိုင်ထွက်ပြီးတော့အင်တာဗျူးတွေဖြေလာပါတယ်သူမကကဘာကြီးကိုမေးခွန်းထုတ်ခဲ့တယ်ဘသူကမှငါ့ရဲ့ပညာသင်ကြားခွင့်ကိုလူယူလို့မရဘူးဒါဟာငါ့ရဲ့မွေးရပါခွင့်ရပဲလို့ပြောခဲ့တာပါဒါလီဘန်တွေဟာဒေါသထွက်လာကြပါတယ်သူတို့ကမာလာလာကိုတည်တံပေးမယ်လို့ကြေညာခဲ့ပါတယ်2012ခုနှစ်အောက်တိုဘာလ9ရက်နေ့မာလာလာတို့တော့ဒါဟာတာမန်ကျောင်းတရက်ပါပဲဒါပေမဲ့သူမရဲ့အိမ်မက်ထဲမှာတော့သူမကိုလူတစ်ယောက်ကတတ်ဖို့လိုက်နေတာကိုခဏခဏမှတ်နေခဲ့ပါတယ်ကျမကိုတနက်နဲ့အဖြစ်မခံရပါစေနဲ့အဲဒီစားကျမရဲ့အတန်နဲ့ပဲသူတို့ကိုအနိုင်ယူရပါစေဆိုပြီးတော့သူမဟာဖျားသခင်ထံမှာဆူတောင်းခဲ့ပါတယ်နေ့လယ်12နာရီနဲ့15မိနစ်ကျောင်းကားလေးဟာလမ်းရဲ့ကွေးတစ်ခုမှာရပ်သွားခဲ့ပါတယ်လူငယ်တွေကကားထဲကိုတက်လာပြီးဘသူကမာလာလာလဲပြောစမ်းဆိုပြီးတော့မေးမြန်းခဲ့ပါတယ်ကျောင်းသူလေးတွေကကျောင်းလက်တုံလုပ်ပြီးမာလာလာရှိတဲ့ဘက်ကိုလှည့်ကြည့်မိသွားကြပါတယ်မာလာလာကတော့တီတီညင်ညင်မှာပဲလူသက်သမားကပစ္စတိုတနက်ကိုထုတ်ပြီးတော့သုံးချက်ပစ်လိုက်ပါတယ်ကြီးစံတစ်ချက်ဟာမာလာလာရဲ့ဘဲဘက်မျက်ခုံးပေါ်ကနေဖောက်ဝင်သွားပါတယ်။သူမရဲ့တငယ်ချင်း2ယောက်လည်းဒဏ်ရာရခဲ့ပြီးတော့အဲဒီနေရာတွင်သွေးတွေခြောက်စီးသွားခဲ့တာပေါ့။ဒါလီဘန်တွေထင်တာကတော့သူတို့ကမာလာလာကိုနှုတ်ပိတ်လိုက်နိုင်ပြီပေါ့။ဒါပေမဲ့သူတို့မသိတာကမာလာလာဆိုတဲ့တူတွေကိုတတ်ဖို့ကြိုးစားရင်မာလာလာပေါင်းတမ်းမများစွာကိုသူတို့မွေးဖွားလိုက်တာပဲဖြစ်ပါတယ်။မာလာလာပြစ်ခင်ရပြီးတဲ့နောက်ပါကစ္စတန်တနိုင်ငံလုံးနေမကပါဘူး။တစ်ကမ္ဘာလုံးစုပူသွားပါတယ်။သူမကိုပါကစ္စတန်စေယုံမှာအရေးပေါ်ခွဲစိတ်ခဲ့ရပါတယ်။ကြီးစံကမျက်ကုံးသားကနေဝင်သွားပြီးဦးကောင်းကုံကိုထိခိုက်ကပကုံးသားမှာတွားညှိနေတာပါဆရာဝန်တွေကသူမရဲ့အုံနောက်ရုံရမှုကိုရှော့ချဖို့ဦးကောင်းကိုစိတ်မှန်တစ်ခုကိုတော့ခိတ္တဖယ်ရှားခဲ့ရပါတယ်အဲဒီချိန်မှာတကဘာလုံးကမေးခွန်းထုတ်နေကြပါပြီဒီကလေးမဟာအသက်ရှင်ပါမလားပြည်တွင်းစုရရဲ့ကူညီတဲ့မာလာလာကိုအင်္ဂလန်နိုင်ငံဘာမင်ဂမ်မြို့ကကွင်းအလီဇဘက်ဆေးရုံကိုအထူးလေယာဉ်နဲ့ပို့ဆောင်ခဲ့ပါတယ်သူမသတိလင်းနေတာဟာရပောင်းများစွာကြာခဲ့ပါတယ်မိဘတွေကလည်းပါကစ္စတန်မှာကြံခဲ့ရတော့သူမဟာသစိမ်းနိုင်ငံသစိမ်းတွေကြားမှာတယောက်တည်းတင်မင်းကိုတိုက်ခတ်နေခဲ့တာပါသူမပထမဆုံးသတိရလာတဲ့အချိန်မှာဘာကိုပြောလဲဆိုတာကိုသိကြလားသူမကစကားမပြောနိုင်သေးလို့စာအုပ်လေးထဲမှာပဲရေးလိုက်ပါတယ်ငါဖေပြမလဲတဲ့နောက်ပြီးသူမမှလည်းပတ်စံမရှိဘူးဆိုတာကိုသိနေတော့ဒီစေးရုံမိုးတွေကိုဘသူကပေးမှလဲလို့မေးခဲ့ပါတယ်ကြည်စမ်းမှာတေဘီကနေလွတ်လာခဲ့တဲ့ကလေးမတယောက်ကသူမရဲ့မိသားစုအခက်အခဲဖြစ်မှာကိုအရင်ဆိုးရင်နေခဲ့တာပါသူမရဲ့မျက်နှာတစ်ချမ်းဟာ
လေဖြတ်တယ်လို့မျိုးရွှေဆောင်သွားခဲ့ပြီးတော့နားတစ်ဖက်ကလည်းမကြားရတော့ပါဘူးခွဲဆက်မှုပေါင်းများစွာကိုလာပေါင်းများစွာခံယူခဲ့ရပါတယ်ဒါပေမဲ့မိတ်ဆွေတို့သိလားတာလီဘန်တွေကသူမရဲ့ခန္ဓာကိုယ်ပဲထိခိုက်အောင်လုပ်နိုင်ခဲ့တာပါသူမရဲ့စိတ်သက်ကိုတော့ကြီးစံနေနဲ့ဖောက်ထွင်းလို့မရခဲ့ပါဘူးသူမပြည့်ရှင်လာခြင်းဟာကဘာကြီးတွေမျှော်လင့်ချက်အလင်းနဲ့တစ်တစ်ခုဖြစ်လာခဲ့ပါတယ်2013ခုနှစ်ဇူလိုင်လ12ရက်နေ့ဟာမာလာလာရဲ့16နှစ်ပြည့်မွေးနေ့ပါတကယ်ဆိုရင်16နှစ်သမီးတယောက်ဟာတငယ်ချင်းတွေနဲ့ပါတီလုပ်ပြီးတော့ပျော်နေရမယ့်အချိန်ပါဒါပေမဲ့မာလာလာကတော့ကုလသမဂ္ဂဆင်ပြေပေါ်မှာတကဘာလုံးကခေါင်းဆောင်တွေရှိမှရက်နေခဲ့ပါတယ်အဲဒီနေ့မှာတော့သူမဝတ်ဆင်ထားတဲ့ဘဝဟာပါကစ္စတန်ရဲ့လောက်ကျန်တက်ပြက်ခံခဲ့ရတဲ့ခေါင်းဆောင်ကြီးဘီနာစီယာဘူတိုရဲ့ဘဝပါဒါဟာငါတို့လူသူကြီးဟာဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့ပြင်းထန်တဲ့သတင်းစကားပါပဲသူမပြောခဲ့တဲ့စကားတစ်ခုကဒီနေ့အထိကိုပဲ့တင်နေတော့မှာပဲသူတို့ကကြီးစံတွေနဲ့ငါတို့ကိုညင်တော့အောင်လုပ်ခဲ့ပေမဲ့အဲဒီတိတ်ဆိတ်မှုတွေကနေထောင်ပေါင်းများစွာသောတန်တွေကထပ်ပေါ်လာခဲ့ပါတယ်အားနည်းချက်တွေကြောက်စိတ်တွေသိဆုံးပြီးသွားတဲ့တတိတွေအားရင်တွေဝေဖလာခဲ့ပါတယ်တဲ့ကျွန်တော်တို့ရဲ့စာအုပ်တွေနဲ့ကလောင်တွေကိုစုပ်ကိုင်ထားကြပါဒါတွေဟာအင်အားကြီးဆုံးလက်နက်တွေပါပဲကလေးတယောက်ဆရာတယောက်စာအုပ်တုံးနဲ့ခဲတံတစ်ချောင်းဟာကဘာကြီးကိုပြောင်းလဲပစ်နိုင်ပါတယ်ဒီမေခွန်ကြီးပြီးသွားတဲ့နောက်မှာတော့တခန်းလုံးကလူတွေကမတ်တရက်ပြီးတော့မိနစ်ပေါင်းများစွာလက်ခုပ်တီးခဲ့ကြရပါတယ်အဲဒီနေ့ကိုကုလသမဂ္ဂမာလာလာဒေးလို့သတ်မှတ်ပေးခဲ့ပေမဲ့သူမကတော့နှိမ့်ချစွာပြောခဲ့တယ်ဒီနေ့ကမာလာလာရဲ့နေ့မဟုတ်ပါဘူးဒါဟာကိုခွန်ကြီးတဲ့အတန်ထုတ်နေတဲ့အမျိုးသမီးတိုင်းရဲ့နေ့ပါလို့ဆိုခဲ့ပါတယ်2014ခုနှစ်မှာတော့မာလာလာဟာအသက်19နှစ်အရွယ်နဲ့ငင်းငယ်နိုဘယ်ဆုကိုချီးမြှင့်ခြင်းခံရပါတယ်သူမဟာတမိုင်းတစ်လျှောက်နိုဘယ်ဆုကိုအသက်ငယ်ဆုံးနဲ့ရရှိခဲ့တဲ့သူဖြစ်လာပါတယ်ဒါဟာဂုဏ်ပြုခံရတော့နေမဟုတ်ပါဘူးသူမရဲ့တာဝန်တွေကိုပို့ပြီးတော့ကြီးမားလာစေခဲ့တာပါသူမဟာမာလာလာရမုံငွေဖွဲ့ကိုတည်ထောင်ခဲ့ပါတယ်အဲဒီဖွဲ့ဟာပါကစ္စတန်နဲ့မဟုတ်ပဲနိုင်ဂျီးရီးယားကဘိုကိုဟာရန်အကြမ်းဖက်သမားတွေဖမ်းဆီးသွားတယ်။ကျောင်းသူလေးတွေအတွက်ဆီးရီးယားကဒုက္ခသည်မိန်းကလေးတွေအတွက်ဘရာဇီးကဆင်းရဲတဲ့ဒေသတွေအတွက်ပါဒေါ်လာသန်းပေါင်းများစွာရယူပြီးကျောင်းတွေဆောက်ပြီးပညာသင်ခွင့်ပေးခဲ့ပါတယ်။မိတ်ဆွေတို့သိလားလူများစုကနိုဘယ်ဆုရပြီးရင်ဒါဟာဆုံးသက်သွားပြီလို့ထင်နေကြပါတယ်။ဒါပေမဲ့မာလာလာအတွက်တော့ဒါဟာစတင်ခြင်းပါပဲ။ဒီမှာဟာအောက်စ်ဖို့တက္ကသိုလ်မှာပညာသင်ကြားနေရင်းနဲ့လေတစ်ဖက်မှာကဘာတဝမ်းကိုလှည့်လည်ပြီးကျေးဇူးပြုပြီးတနက်တွေအတွက်ပတ်စံသုံးမဲ့စာအုပ်တွေအတွက်သုံးပေးပါလို့နိုင်ငံခေါင်းဆောင်ကြီးတွေကိုတောင်းဆိုနေခဲ့ပါတယ်။ကဲအခုကျွန်တော်တို့လက်ရှိ2020ကျော်ကာလကိုကြည့်အောင်မာလာလာရဲ့တိုက်ပွဲကအောင်မြင်သွားပြီလား။စိတ်မကောင်းစွာနဲ့ပဲအဖြေကတော့စိန်ခေါ်မှုတွေရှိနေသေးပဲလို့ဆိုတာပါပဲ။2021ခုနှစ်မှာတော့အာဖဂန်နစ္စတန်ကိုတာလီဘန်တွေကပြန်သိမ်းလိုက်တဲ့အခါမာလာလာကြုံခဲ့ရတဲ့အိမ်မက်ဆိုရီဟာအာဖဂန်ကတာမန်နဲ့ချီတဲ့မိန်းကလေးတွေစီပြန်ရောက်လာခဲ့ပါတယ်။ဒီနေ့ကအာဖဂန်မှာမိန်းကလေးတွေကအလဲတန်းနဲ့အထက်တန်းကျောင်းတက်ခွင့်မရှိတော့ပါဘူး။ဒါဟာ21ရာစုရဲ့အကြီးမားဆုံးသောကြီးကွဲစရာသမိုင်းဖြစ်ရပါဆယ်စုနှစ်နဲ့ခုစားတိဆောက်ခဲ့သမျှတွေဟာတညာထဲနဲ့ပြိုလဲသွားခဲ့သလိုပါပဲမြန်မာနိုင်ငံကိုလည်းကြည့်ကြရအောင်ကျွန်တော်တို့နိုင်ငံမှာလည်းပြည်ပကတွေကြောင့်ကျောင်းတွေလောင်ကျွမ်းခဲ့ရတယ်ကလေးတွေဟာကျောင်းမသွားရပဲစစ်ပီးရှောင်စခန်းတွေမှာခိုလုံနေကြရတယ်မာလာလာငယ်ငယ်ကကျောင်းသွားရင်စာအုပ်တွေကိုအင်ကြီးအောင်မှာဝတ်ခဲ့ရတယ်လို့မျိုးအခုမြန်မာပြည်ကကလေးတွေလည်းဘုံနံတွေကြားကနေဖြစ်ဖြစ်အွန်လိုင်းကနေဖြစ်ဖြစ်ပညာသင်ဖို့ခက်ခက်ခဲခဲကြိုးစားနေကြရပါတယ်ဒီနေရာမှာမာလာလာရဲ့ဇလန်ကကျွန်တော်တို့ကိုဗာလီပြီးသေးဆိုရင်မျှော်လင့်ချက်ပါပဲမာလာလာကိုတာလီဘန်တွေကပြစ်တက်နိုင်ခဲ့ရင်သူမဟာအာဇာနည်တယောက်ပဲဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့သူမဟာအသက်ရှင်လာပြီးတော့တစ်ကပ်ပါလုံးကိုနှိုးချစေခဲ့ပါတယ်အလားတူပဲအာဖဂန်မျိုးသမီးတွေကလည်းအခုချိန်မှာလှုပ်ဝက်ကျောင်းလေးတွေဖွင့်ပြီးတော့ပညာသင်နေကြပါတယ်မြန်မာပြည်ကလူငယ်တွေလည်းဘလို့အခက်အခဲတွေကြားမှာမစိုးကိုတူကိုဒစနစ်နဲ့ပညာတက်ဖြစ်အောင်ကြိုးစားနေကြပါတယ်ဒါဟာမာလာလာရဲ့စိတ်သက်ပါပဲမာလာလာဆိုတာဟာပညာဆုံးသွားတဲ့စူပါဟီးရိုးတယောက်ပဲလို့ခင်မှားပါလိမ့်မယ်သူမဟာကျွန်တော်တို့လိုပဲတာမန်လူသားတယောက်ပါပဲသူမလည်းကြောက်တတ်တယ်သူမလည်းငိုတတ်ပါတယ်ဒါပေမဲ့သူမမှာထူးခြားတာတစ်ခုရှိပါတယ်အဲ့ဒါကတော့မတရားမှုကိုမတရားဘူးလို့ပြောရတဲ့တတိပါပဲလူပိန်းနားလည်လဲအောင်ပြောရရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒါကတော့ငါနဲ့မဆိုင်ဘူးသူတို့လှုပ်ချင်တာလှုပ်ပါစီဆိုပြီးတော့နေတဲ့ကြပါတယ်ဒါပေမဲ့မာလာလာကတော့ငါနဲ့ဆိုင်တယ်ငါပညာရေးကငါဘဝပဲလို့ဆိုပြီးလက်မခံခဲ့တာပါယနေ့ကဆိုရှယ်မီဒီယာခေတ်မှာကျွန်တော်တို့မှာအတန်ထုတ်ဖို့ဖုန်းတစ်လုံးစီရှိနေပါတယ်မတရားတာတွေကိုတွေ့ရင်ပညာရေးနှိမ့်ကြတာတွေကိုတွေ့ရင်မာလာလာလိုမျိုးရဲရဲဝံ့ဝံ့ထောက်ပြနိုင်မှုလိုအပ်ပါတယ်မာလာလာဟာတနက်ပြောင်းသွားမှာတော့မကြောက်ခဲ့ရင်ကျွန်တော်တို့ကရောဘာကိုကြောက်နေရမှာလဲမာလာလာဟာအခုတော့အသက်28နှစ်ဝန်းကျင်ရှိနေပါပြီသူမဟာအိမ်အောင်ပြုတ်ပြီးတော့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နေတယ်လို့ကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးတွေနဲ့ပူးပေါင်းပြီးအမျိုးသမီးတွေရဲ့အတန်ကိုပိုကျလာအောင်လုပ်နေပါတယ်သူမရဲ့ခီးကမဆုံးသေးပါဘူးဒီကမ္ဘာလုံးမှာကျောင်းမနေရတဲ့မိန်းကလေးတန်ပေါင်း130ကျော်ရှိနေသေးပါဒါဟာအေယာမစင်ခေါ်မှုကြီးပါပဲဒါပေမဲ့မာလာလာပြောခဲ့သလိုပါပဲငါတို့အားလုံးစူပေါင်းပြီးအောင်ရင်ဘဲကောင်းဆောင်မှနာမကျကျင်အောင်ဆောင်လို့မရတော့ပါဘူးမိတ်ဆွေတို့မာလာလာရဲ့ဇလန်ဟာပြီးသွားခဲ့တဲ့ရာဇဝင်တစ်ခုပေါ့နော်အခုမိတ်ဆွေတို့ဒီဗီဒီယိုကြည့်ပြီးအခုပတ်ဝန်းကျင်မှာရှိတဲ့ကလေးတွေကိုစာတက်အောင်ကူညီပေးမယ်ပညာရေးရဲ့တန်ဖိုးကိုဖြန့်ဝေပေးမယ်ဆိုရင်မိတ်ဆွေဟာလည်းမာလာလာတယောက်ဖြစ်လာတာပါပဲတနက်ကလူကိုသိစေနိုင်တယ်ဒါပေမဲ့စိတ်ကူးစိတ်တန်းကိုတော့မတတ်နိုင်ပါဘူးမာလာလာဟာချီစံကိုအသိပညာနဲ့အနိုင်ယူခဲ့တဲ့သူပါသူ
သူမရဲ့ဘဝကနေကျွန်တော်တို့ရရှိခဲ့တဲ့အကြီးမားဆုံးသင်ခန်းစာကတော့မင်းမှာတတိရှိရင်မင်းတယောက်တည်းကတော့ကဘာကြီးကိုပြောင်းလဲပစ်နိုင်တယ်ဆိုတာပါပဲဒီဗီဒီယိုလေးကနေခွန်အားတစ်ခုခုရသွားတယ်ဆိုရင်တော့လိုက်ပေးခဲ့ဖို့နဲ့အခြားသူတွေကိုသိအောင် share ပေးကြပါအောင်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာရောမာလာလာလိုရင်းတဲ့မျိုးသမီးတွေရှိတာ comment မှာပြပြပေးခဲ့ပါအောင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်လည်တွေ့ကြပါမယ်